ထုရလင်းဆိုထားတဲ့တခြင်းနဲ့ရလို့ပါပဲကိုပေးတော်လဲပေးတိုင်းပြန်မရတာအချစ်လို့ခေါ်လားဆိုတော့ခေါ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေကအာရောဂျန်ပရမန်လာပန်ကျမ်းမာခြင်းဒီလက်တစ်ပါးဖြစ်သည်ဆိုတဲ့စကားကိုကျမ်းမာရေးနဲ့စိတ်ပညာနယ်ပယ်မှာကြားဘူးပြီးတော့အကောင်းဆုံးသောယဉ်ဤမြုပ်နှံမှုဆိုတာမိမိကိုယ်တိုင်ပဲယဉ်ဤမြုပ်နှံမှုဖြစ်တယ်ဆိုတဲ့စကားကိုတော့ရှိပွားရေးနယ်ပယ်မှာကြားဘူးပါလိမ့်မယ်ဒီစကားနှခွန်းကဓာတ်ရိုက်ချိုးကြပတ်သက်မှုရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းမာရေးဝန်ဆောင်မှုတစ်ခုခုကိုရရှိဖို့အတွက်မိမိရဲ့ပတ်စံငွေကြေးကိုကုန်ကျလိုက်ရတယ်ဆိုတာကမိမိကိုယ်တိုင်သာယဉ်ဤမြုပ်နှံလိုက်ရတာဖြစ်ပြီးတော့ပြန်လည်ရရှိလာမဲ့ကျမ်းမာရေးကောင်းခြင်းတွေနဲ့စိတ်သွားတိုင်းကိုပါခြင်းကြောင့်ဝင်ငွေများသာရှာဖွေနိုင်ခြင်းကလည်းမိမိကိုယ်တိုင်သာပြန်လည်ရရှိတဲ့တန်ဖိုးဖြတ်မရတဲ့အမြတ်ဆုံးများတာဖြစ်ပါတယ်။မိမိရဲ့ခန္ဓာကိုယ်ကြီးကဘာလဲဆိုတော့မိမိကိုယ်တိုင်ပါပဲ။အဲ့တော့စီးပွားရေးအတွက်ဈေးအတွက်တက်မယ်ဆိုရင်လေအရှိမကျွန်တော်ပြောခဲ့သလိုပါပဲအများကြီးတွက်ချစ်ကြိုက်ပါတယ်ငွေကြေးအတပြာနဲ့အချစ်မိတ်ဆွေပစ္စည်းပစ္စယဘာညာတာတကာဆိုတာတွေကကိုယ့်ဘက်ကဘလောက်ပဲဂရုစိုက်ပြီးကိုယ့်ထက်လျင်တဲ့လူတွေကမတမာတဲ့နည်းတွေတုံးပြီးတော့ကိုယ့်စီကနေအချိန်မရွေးယူသွားနိုင်တယ်လို့ကိုပေးဆက်တဲ့လောက်လဲပြန်ရခြင်းမရမှာပါထုရလင်းဆိုထားတဲ့တခြင်းနဲ့ရလို့ပါပဲကိုပေးတော်လဲပေးတိုင်းပြန်မရတာအချစ်လို့ခေါ်လားဆိုတော့ခေါ်ပါတယ်ကိုပေးတိုင်းသာပြန်ရခြင်းအချစ်ကိုသွားမပေးပါနဲ့ကိုပဲပြန်ပေးလိုက်ပါအခုပြောသွားတာတွေကအပိုင်းတက်ပါနောင်လာမဲ့အပိုင်းနှစ်မှာကိုပေးတိုင်းပြန်ရတာကဘာလဲကိုပေးတိုင်းပြန်ပြီးမရတာကဘာလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်